ကျန်ဆော့ပြီးလို့ရှိရင်တောက်ပေါ့နော်ခွာရဲခဲ့ပါဒီကကြတော့တစ်ခါတောက်ရင်လက်စုံခွဲထည့်ရတာပေါ့နော်အဲဆိုလက်စုံခွဲပြီးအခုကတော့မျိုးထဲကိုသွားပြီးတော့ tripod သွားကြည့်မလို့ဖြစ်ပါတယ်ရှိုးစီမှာ tripod ကောင်းကောင်းတိကျမရှိသေးဘူးပေါ့နော်ရှိရ tripod ကကျတော့အသေးပဲရှိတယ်အရှည်ကြီးထုတ်လို့ရတဲ့ tripod ကမရှိသေးဘူးတယောက်တည်းကွက်ကိုရိုက်တဲ့အခါကျလို့ရှိရင်ကျတော့tripod မရှိရင်ကျတော့အဆင်မပြေဘူးလေဆိုတော့အဲ့ဒါတော့ကြည့်မယ်ပြီးတဲ့အခါကျတော့ကင်မရာလေးလည်းတစ်ချက်ကြည့်ခဲ့မယ်ပေါ့နော်ကင်မရာကိုဝင်ကောင်းမလားမဝင်ကောင်းမလားစဉ်းစားနေရဘယ်ကင်မရာဝယ်ရမယ်လည်းမသိဘူးကင်မရာနဲ့ပတ်သက်ရင်ကျတော့အရင်ကြီးနားမလဲတော့လေအရင်တော့ဒီ videographer နဲ့ရိုက်တော့ကတော့ Sony A7S3 နဲ့ရိုက်တာပေါ့နော်ဆိုတော့အများနဲ့ငှားပြီးရိုက်တာဆိုတော့နောက်ပိုင်းကိုက vlog တွေအရင်များများရိုက်ဖြစ်တဲ့ခါကျရင်ကျတော့ကိုဟာကိုဝယ်ထားတာကပို့ပြီးတော့အဆင်ပြေမလားလို့လေဒါပေမဲ့လည်းဘယ်ဟာကိုဝယ်ရမလဲဆိုတာမသိဘူးပေါ့နော်ဆိုတော့vlog ရိုက်ဖို့အတွက်ကိုဘယ်ကင်မရာလေးကောင်းလဲဆိုတာလေး comment လေးမှာအကြံပေးခဲ့ပါအောင်ကဲဝယ်ခဲ့ပါပြီဒီ9800လေးပဲဝယ်ခဲ့ပါတယ်တော့ကင်မရာလေးရတယ်ဖုန်းလေးရတယ်လို့ပြောတယ်ဒါပေမဲ့ကင်မရာကတော့အရင်ကြီးဟိုအတိုင်းကိုအဆုံးထိမြင့်ပြီးတော့သုံးရင်တော့ကင်မရာသိရိုင်းလာရပါဖြစ်မှာဆိုလို့နည်းနည်းအောက်ထောက်တူတူလေးနဲ့လုပ်ရင်တော့ရတယ်ဒါပေမဲ့ကိုလောဆယ်ကိုစီမှာကင်မရာလည်းမရှိသေးပါဘူးပြီးဟိုမှာကလည်းမေးကြည့်အောင် Sony A7S ရလည်း stock မရှိဘူးလို့ပြောတယ်ဘယ်ဟာကောင်းလဲမသိတဲ့ခါကျတော့ဒါလေးပဲဝယ်ပြီးတော့ထွက်လိုက်ခဲ့ပါတယ်ခုတော့ကျင်သွားလိုက်ပါဦးမယ်ပြထည့်လိုက်ဒီစားနေများသွားတာပဲအဲ့ဒီပေါ်ကျတော့ပတ်ကိုထိတ်ခိုင်းရပြီရောင်း
တက်ပြီးဝါးရင်ဖြစ်လို့